လိုက်စီနေပူပြင်းသောတွင်တွေ့ချမှုတန်ချောင်းရော်ရွယ်လေးဝေနေတော့အိုးအိုးလေးလွမ်းတေးဆိုရှာတော့ကျင်နာသူတွေတနေရစေကိုမပိုးနဲ့တွေညတာပါလို့ပြောပါရစေကျင်နာသူတွေပြန်ချိန်တမ်းမိမပြောတဲ့တွေတတိဆိုရိဆောင်မလာနဲ့လေဟိုးဟိုးတွေပတ်လာကိုနာမဝသေးခင်အတူချီနူးမဆုံးခင်ချစ်စာဦးအချိန်မှာကျင်နာသူတွေပြေသာပြေသိမရပြီလေကြောက်ပေးရစီမန်တဲ့တွေကျင်နာသူတွေတနေရ